ဆိုဘုရားကဝေသာလီပြည်ကိုယတနာတုတ်ကြီးဟောဖို့ကြွတာကြားဘူးလေနော်ဝေသာလီပြည်မှာဟုတ်လားဘေးကြီးတွေစိုက်လို့ဘလို့မှကုစားလို့မရလို့ဘုရားမှုရှိတဲ့တန်ခါတော်တွေကိုပင့်ဖို့ကြိုးစားကြတာဟုတ်လားအဲ့ဒါမြတ်စွာဘုရားရာဇဂိုမှာသတင်းသုံးနေတာဗိမိတာရမင်းကြီးပိုင်တဲ့ရာဇဂိုမှာဟုတ်လားအဲ့မြတ်စွာဘုရားကြွမယ်ဆိုတော့ဗိမိတာရမင်းကြီးကလည်းသူပိုင်တဲ့နေထိရောက်အောင်တကုံကုတ်ကားတွေသဲပြူတွေအကုန်ခင်းရာဇမတ်တွေအကုန်ကပန်းနေကျဲဟုတ်လားမြတ်စွာဘုရားကိုထီးပြူနှစ်ချက်နဲ့ယဟန္တာ900ကိုထီးပြူတစ်ချက်စီဟောကဝေသာလီကလည်းဘလို့ကျိုးနေတာလိတ်ဆွေမင်းတွေကအဲ့ဒီလိုပဲကျိုးနေတာရာဇဂိုပိုင်တဲ့ထိရောက်အောင်ဟုတ်လားအသေးပြူတွေခင်ရာသမတ်တွေကငါပြောပြီးနေစိုက်ပန်းနေအကုန်လုပ်ပြီးတော့နော်ထီးပြူမြတ်စွာဘုရားကို၄ချက်ယဟန္တာတွေကိုထီးပြူ2ချက်ဟောအဲ့တိုင်ကြိုတာဟုတ်လားအပြန်ကြတော့ဒီထီးပြူတွေကပို့တော့များလားထီးပြူ8ချက်ယဟန္တာတွေကို4ချက်အဲ့ဒါလိုကြိုတာဟုတ်လားကင်္ဂါမြစ်ထဲမှာနတ်တင်နဂါးတွေကလည်းမြတ်စွာဘုရားကိုပူဇော်ကြတယ်အဲ့ဒီခကြီးစဉ်မှာအံ့ဩတာဗောနော်ပုထုဇဉ်ဉာဏ်တွေအရန်အံ့ဩကြတယ်အော်မြတ်စွာဘုရားရဲ့ဘုံတော်ကအလွန်ကြီးပါလားနော်ဒီရာဇဂိုနဲ့ဝေသာလီအဝေးကြီးကိုဒီလိုမျိုးခက်ခဏနာကြီးကြွသွားတာပြန်လာတော့လေဒီလိုကြွလာတာအဲ့ဒါနဲ့မြတ်စွာဘုရားရဲ့ဂုဏ်ကျေးဇူးတွေကိုဝိုင်းပြီးတော့ချီးမွမ်းကြတာ။အော်မြတ်စွာဘုရားရဲ့ဖြည့်ဆည်းတော်မူခဲ့တဲ့ပါရမီတရားတွေအလွန်မှကြီးမားပါလား။အဲ့ဒီမှာမြတ်စွာဘုရားအေးတဲ့အခုလိုရရှိတဲ့ဒီပူဇော်ခံရတယ်ဆိုတဲ့အကျိုးကျေးဇူးဆိုတာနော်ဟိုတုန်းကဖြည့်ခဲ့တဲ့ပါရမီတွေအများကြီးအဲ့ဒါတွေကြောင့်မဟုတ်ဘူးတဲ့။ငါတခုသောဘဝတုန်းကငါပြုခဲ့တဲ့ကုသိုလ်ကောင်းမှုအနည်းငယ်များရှိတယ်။အဲ့ဒီအနည်းငယ်များသောကုသိုလ်ကောင်းမှုလေးကြောင့်ဒီအကျိုးကျေးဇူးကိုငါရတာဆိုပြီးတော့ရသော်ဘုရားဇတ်တော်လေးတခုခေါ်တယ်ဟုတ်လားအဲ့ဒီဘဝတော့ဘုရားလောင်းကသင်္ခပါဠလို့အမည်ရတယ်ပုံနာကြီးတယောက်ဖြစ်တယ်နောက်သူ့မှာသူတိမလို့အမည်ရှိတယ်သားလေးတယောက်ရှိတယ်အဲ့ဒါအရွယ်ရောက်လာတဲ့အခါကျတော့အဲ့ဒီသူတိမကိုတက္ကသိုလ်ပြည်ကိုပညာသင်လွှတ်တယ်နော်ပညာသင်လွှတ်တဲ့အခါကျတော့အဲ့ဒါတက္ကသိုလ်ပြည်ရောက်သွားတာပေါ့လေရောက်တော့ဒီသားကသူကပါရမီထုခဲ့တဲ့သားလေးပညာသင်မှာပညာခဏနဲ့စုံတယ်ခဏနဲ့တက်တယ်ဒါပေမဲ့သူ့ရဲ့စိတ်ရဲ့လိုအပ်ချက်ကပြည့်စုံမသွားဘူးနော်ပညာတွေတော့တက်တယ်ဒါပေမဲ့ तू နားလေခြင်းနေတာ तू သိခြင်းနေတာတွေကရက်ဆိုင်မသွားဘူးသူ့ဆန္ဒတွေအဲ့ဒါနဲ့ဆရာကြီးကို तू မေးတယ်လောကရဲ့အဆုံးကိုဘယ်လိုရောက်နိုင်မှာတော့ပေါ့နော်အမှန် तू ဒီဘဝပြည့်စေကဗုဒ္ဓဖြစ်မဲ့အမျိုးကောင်းသားပဲဟုတ်လားဆရာကြီးတို့ရဲ့ပညာမှာအစအဝဒမြင်တယ်အဆုံးကိုမမြင်ဘူးเนาะအဆုံးသက်ကို तू မတွေ့ရဘူးအဆုံးသက်မရှိဘူးဆိုလဲခံနေတာဟုတ်လားနော်လောကရဲ့သဘောဟုတ်လား तू နားလေတယ်ဘယ်မှမရောက်ဘူးဒီနားတင်ခြားခြားလဲနေတာဆိုသိတယ် तू အဆုံးသက်ခြင်းဒီပြောရင်ဒီဒုက္ခတွေကိုဘာလို့အဆုံးသက်ခြင်းခုနဘဝတကယ်တမ်းဘာလုပ်နေရတော့လဲနေရနော်နောက်နေ့လင်းလာတဲ့အိယာထားတဲ့လှုပ်ရှားခံတဲ့ရှိလို့စားတဲ့တောက်တဲ့ဟာညာအိပ်ပြန်ပြီးနောက်နေ့မနေ့လင်းလာတယ်ဟာလဲနေတာဘယ်နည်းရှိပြီတော့နော်ဘယ်နှလားရှိပြီတော့လဲနေတာဟုတ်လားအဲ့လိုပဲမွေးပွားလာတဲ့အိုမင်းကြီးရောတဲ့သေဆုံးသွားတယ်နောက်ထပ်ပြီးတော့ဘဝပေါ်မှာနားလည်မှုမပြည့်စုံတဲ့အခါကျတော့မက်မောတယ်မက်မောတော့ဘဝကထက်ရပြန်တယ်ရတော့တခါမွေးပွားပြန်တယ်ဒီလိုနဲ့လဲတန်တရားဟာလဲနေတယ်အဆုံးကိုမရောက်ဟုတ်လားအဲ့အဆုံးကို तू ကမေးတဲ့အခါကျတော့ဆရာကြီးကလည်းနားလေတယ်ငါမသိဘူးတဲ့အဲ့ဒီအဆုံးကိုသိတဲ့လူကအိုးခန္ဓမာရဏတောင်မှာတရင်သုံးတယ်မပြည့်စေကဗုဒ္ဓအရှင်မြတ်တွေရှိတယ်သူတို့သိတယ်အဲ့ဒါသူတို့သွားမေးလို့ပြောတယ်တဲ့အဲ့ဒါနဲ့သူတိမသွားမေးတော့မင်းငါတို့လိုဒီလိုမျိုးဥပီကရုံတုံးပြီးတော့ဒီလိုလေးဝတ်နေမယ်သင်္ကန်းဝတ်မယ်ဆိုရင်ပြောပြမယ်လို့ပြောတော့သူသင်္ကန်းဝတ်လိုက်တယ်မကြခင်မှာပဲပြည့်စေကဗုဒ္ဓဖြစ်တယ်ငယ်ငယ်ရွယ်နဲ့ဖြစ်သွားတာနော်ကျောင်းသားရွယ်လေးပါပဲအဲ့ဒါဆုံးခံကြွလာတယ်အဲ့ဒီတက္ကသိုလ်ပြအလွန်ကြည်ညိုရတယ်သူ့ဒီမှာပြည့်စေကဗုဒ္ဓဆိုပြီးတော့ဟုတ်လားဒါပေမဲ့သူ့ရဲ့ကံတရားကဘဝမှာအခြားကြီးနေဖို့လုပ်ခဲ့တဲ့ကံတရားပါမလာဘူးအသက်တူတူလေးနဲ့ပြိဋိဘာဆန်သွားတယ်ဘုန်းတို့ဘာမှမသိတဲ့ပုထုဇဉ်မျက်လုံးနဲ့ကြည့်ရင်ဆိုတော့နှမျောစရာကြီးပေါ့နော်ဒါပေမဲ့ဘဝကဆုံးသက်သွားတယ်ပြည့်စေကဗုဒ္ဓဖြစ်ပြီးတော့ဆုံးသက်သွားဆိုတော့ယဟန္တာပုဂ္ဂိုလ်တွေကသူတို့ပြိဋိဘာဆံမဲ့နေ့ကိုတော့လာကစားတွေကလာကတုတ်ရက်ကိုစောင့်တယ်လို့ပြောတယ်ကျွတ်တို့ကလာယုံနာကိုအပြစ်မမြင်တဲ့အခါကျတော့တေးရမှာဖြစ်နေတာနော်ကြောက်နေတာနော်ဒါလေးလည်းနားလည်ဖို့လိုတယ်ဟုတ်လားပြောကြပါစို့တူတူပြောကြပါစို့အဲ့ဒါသူပြိဋိဘာဆံသွားတော့သူ
သူ့ရဲ့အယိုးဓာတ်တော်လေးကိုဇီဒီလေးတည်ထားဇီဒီကလည်းအကြီးကြီးမဟုတ်ပါဘူးအထိတ်အမှတ်ကလေးဇီဒီလေးတည်ထားဟုတ်လားအဲ့ဒါဟိုမှာကြံရိတ်ခဲ့တဲ့ဖခင်ကြီးသင်္ခပါလပုံနာတစ်နှစ်နဲ့လဲตาပြန်မလားနှစ်နှစ်နဲ့လဲပြန်မလားတရင်လည်းမကြားဟုတ်လားအဲ့ဒါနဲ့ဘလို့မှမနေနိုင်တော့လိုက်သွားတဲ့အခါကျတော့သူ့သားသူ့ဒီမကိုမေးတဲ့အခါကျတော့မြို့သူမြို့သားတွေကသူ့ဒီမကိုတွေ့ကျင်လာလိုက်ခဲ့ဆိုတော့အဲ့ဒီဇီဒီလေးရှိတဲ့နေရာခေါ်သွားတယ်ဒါပဲကြံတော့တယ်ဘလို့မှဖြေလို့မရဘူးအရှင်မစီတီငိုကြွေးပြီးတော့ဘုရားလောင်းကြီးခံစားရတာပေါ့နော်အဲ့ဒါနဲ့သူ့ရဲ့သားရဲ့ဇီဒီလေးကိုကြည့်ပြီးတော့သူဘာလုပ်တော့သူဆောင်းခဲ့တဲ့ထီလေးကိုငါသားဇီဒီလေးနေမကူပါစေနဲ့ဟုတ်လားအဲဇီဒီလေးရဲ့ထိတ်မှာအဲ့ဒီထီလေးကိုကျိုးလေးနဲ့ကတ်ချီတာနော်သူသားရဲ့ဓာတ်တော်လေးတွေကိုနေမပူပါစေနဲ့ငါသားရဲ့ဇီဒီရင်မြင်လေးတန့်ရှင်းပါစေနားမှာရှိတဲ့သဲတွေပါတွေကျုံတဲ့အသဲတွေခင်းဟုတ်လားတော်ပန်းတောင်ပန်းလေးတွေခူးပြီးတော့သားရဲ့ဇီဒီကိုသူပူဇော်တယ်နော်သူလုပ်ခဲ့တာအများကြီးမဟုတ်ဘူးနော်ဟုတ်လားတဲ့ပြူခင်းတာရှိတယ်သပင်စိမ်းလေးတွေစိုက်ပေးမယ်ပန်းမင်းလေးတွေစိုက်မယ်ရှိတဲ့ပန်းလေးတွေနဲ့ပန်းဦးလေးထိုးမယ်နော်ဇီဒီတော့ဘာလို့ထီလေးနဲ့လည်းမိုးပေးမယ်ဟုတ်လားအဲ့လိုလုပ်ခဲ့တာနော်အဲ့ဒီလုပ်ခဲ့တဲ့ကုသိုလ်ကခုမြတ်စွာဘုရားဖြစ်လာတဲ့နော်ဘဝမှာလာပြီးတော့အကျိုးပေးတာဘယ်ချိန်မှလာအကျိုးပေးတာနော်ရာဇဂိုနဲ့ဝေသာလေးကိုကြွတဲ့အခါမှာအကျိုးပေးတာအဲ့ဒီမှာမြတ်စွာဘုရားဒီဂါထာလေးကိုဟောတာနော်ကုသိုလ်ကောင်းမှုဆိုတာအကြောင်းအားလျော်ဆိုတာပြုခွင့်ကြုံလာရင်ပြုရတယ်ဟုတ်လားနည်းနည်းလေးသောကုသိုလ်ကောင်းမှုကိုပြုတော်လည်းပဲအကျိုးရလဒ်ဟာနည်းတယ်လို့အဆိုနိုင်ဘူးအဲ့ဒါဆက်ပြီးတော့သောသောဂါထာလေးကိုဟောတာမတ္တဒုက္ခပရိစ္ဆာကပတ္တိစီဝိပုလံဒုက္ခနော်တိုင်းတာလို့ရတဲ့ချမ်းသာကိုစွန့်လို့တိုင်းတာလို့မရတဲ့ချမ်းသာကိုရမယ်ဆိုတာကိုမြင်ခဲ့မယ်ဆိုရင်ဟုတ်လားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဟာစစီမတ္တဒုက္ခတည်တော့တမ္ပတ္တဝိပုလံဒုက္ခအများကြီးသောချမ်းသာကိုရဖို့အတွက်အနည်းငယ်များသောချမ်းသာကိုစွန့်ရမယ်လို့အဲ့လိုဟောတာမြတ်စွာဘုရားအဲ့တော့ဒီကထာလေးကိုအခြေခံပြီးတော့ဘုန်းတော်ကအများကြီးစဉ်းစားစရာကောင်းတယ်နော်ဒီဒါနကောင်းမှုနဲ့ပတ်သက်ပြီးတော့ဆက်ပြီးတော့စဉ်းစားစရာကောင်းတယ်လို့သူ့တဲ့အစင်းမြင့်တဲ့လေးနဲ့တဲ့ရှုထောင့်ကနေကြည့်ပြီးတော့လည်းပဲ